တော်နာမ၌မင်္ဂလာပါဒီနေ့သခြင်းဆုမကောင်းဆရာတော်ယေရှုထားမြောက်ပြီးဆိုတဲ့သခြင်းဖြစ်ပါတယ်ဒီသခြင်းဟာဘုရားပြည့်တဲ့သခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်ယေရှုထားမြောက်ပြီးယေရှုထားမြောက်ပြီးဒီချင်းမှာယေရှုထားမြောက်ပြီးယေရှုထားမြောက်ခြင်းကိုယုံကြည်တော်သူဒီထောက်ရတဲ့ရာဒီယေရှုကငါဒီစင်ပြန်ထားမြောက်ရှင်ချမ်းဘုရားသခင်ကောင်းချီးပေးပါစေ